ကမ္ဘာအနေကွေးဆုံးတတ္တဝါဖြစ်တဲ့ sloth ကောင်လေးတွေရဲ့ထူးခြားတဲ့သဘာဝနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများစူတိုပီးယားဇာတ်ကားထဲမှာဇာတ်ကောင်တစ်ခုအနေနဲ့ပါဝင်ခဲ့ပူးပြီးကမ္ဘာအနေကွေးဆုံးတတ္တဝါအနေနဲ့လူသိများတဲ့ sloth တွေဟာတောင်အမေရိကနဲ့အလယ်အမေရိကတိုက်ကမိုးသစ်တောတွေမှာနေထိုင်ကြတဲ့နိုးတိုက်တတ္တဝါတွေဖြစ်ပါတယ်သူတို့ဟာအလွန်နှေးကွေးလွန်းတာကြောင့်ပြင်းရည်ခြင်းရဲ့ပြရုပ်အဖြစ်တောင်မှတင်စားခံရလေ့ရှိပါတယ်။ sloth ကောင်တွေဟာ10မိနစ်ကိုပြင်းမျှ15ပေ 4.5 မီတာလောက်ပဲရွေ့ရှားနိုင်ကြပါတယ်။သူတို့လေးတွေဟာဘာကြောင့်ဒီလိုနှေးကွေးနေရတာလဲဆိုရင်သူတို့စားတဲ့သစ်ရွက်တွေကနေရရှိတဲ့ကယ်လိုရီပမာဏဟာအလွန်နည်းပါးတာကြောင့်စွမ်းအင်ကိုခြေတာတဲ့အနေနဲ့အနည်းဆုံးပုံစံနဲ့အသက်ရှင်သန်ကြတာဖြစ်ပါတယ်။ sloth ကောင်လေးတွေရဲ့ထူးခြားတဲ့အစာချေစနစ်သူတို့တွေရဲ့အစာချေစနစ်ဟာလည်းကမ္ဘာပေါ်မှာအနည်းဆုံးတွေကတစ်ခုဖြစ်ပါတယ်။သူတို့စားလိုက်တဲ့အစာတနက်ဟာအစာချေဖြတ်ဖို့အတွက်နှစ်ပတ်ကနေတစ်လအထိအချိန်ယူရတတ်ပါတယ်။သူတို့ရဲ့ဘိုက်ဟာအမြဲတမ်းပြည့်နေတတ်ပြီးခန္ဓာကိုယ်အလေးချိန်ရဲ့3ပုံတစ်ပုံဟာအစာချေစေအစာတွေဖြစ်နေတတ်ပါတယ်။အိပ်ဆက်ခြင်းနဲ့ဘဝပုံစံsloth တွေဟာတနေ့ကို15နာရီကနေနာရီ20အထိအိပ်ဆက်တတ်ကြပါတယ်။သူတို့ဟာအများအားဖြင့်တစ်ပင်ပေါ်မှာဇောက်ထိုးတွဲလောင်းခိုပြီးအိပ်ရတာကိုကြိုက်နှစ်သက်ကြပါတယ်။သူတို့ရဲ့ခြေသေးတွေဟာဂျိတ်တွေလိုခိုင်မာလွန်းလို့အိပ်ပျော်နေရင်ဒါမှမဟုတ်သေဆုံးသွားရင်တော့တစ်ကိုင်းကနေပြုံးမကြပဲဆွဲမြဲနေနိုင်ကြပါတယ်။သူတို့တွေဟာသူတို့ဘဝရဲ့အချိန်တော်တော်များများကိုတစ်ပင်တွေပေါ်မှာပဲကုံဆုံးတတ်ကြပါတယ်။သူတို့ဟာတပတ်မှာတစ်ချိန်လောက်သာအညစ်အကြေးစွန့်ဖို့အတွက်မြေပြင်ပေါ်ကိုဆင်းလာတတ်ကြပါတယ်။မြေပြင်ပေါ်မှာဆိုရင်တော့သူတို့ဟာအရန်ကိုအားနေပြီးရန်သူတွေရဲ့အန္တရာယ်ကိုခံရနိုင်ခြင်းအရှိဆုံးအချိန်လေးဖြစ်ပါတယ်။ဒါပေမဲ့သူတို့တွေမှာအံ့ဩစရာကောင်းလောက်တဲ့ရေကူးကျွမ်းကျင်မှုတွေတော့ပိုင်ဆိုင်ထားပါတယ်။မြေပြင်ပေါ်မှာတွားသွားရတာခက်ခဲပေမဲ့ sloth ကောင်လေးတွေဟာရေကူးအလွန်ကိုကျွမ်းကျင်ကြပါတယ်။ရှေ့ထဲမှာဆိုရင်ကုန်းပေါ်မှာထက်3ဆခန့်ပိုမိုမြန်ဆန်စွာသွားနိုင်ပြီးရေအောက်မှာဆိုရင်တော့မိနစ်40အထိအသက်အောင့်ထားနိုင်ကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ sloth တွေရဲ့အမွှေးအမြင်တွေကြားမှာရေညှိတွေပေါက်နေတတ်ပါတယ်။ဒါဟာသူတို့ကိုတစ်တောတွေထဲမှာရန်သူတွေမမြင်နိုင်အောင်ကိုရောင်ဖျောက်ဖို့ကူညီပေးသလိုအဲ့ဒီရေညှိတွေကိုပြန်စားခြင်းအပြင်လည်းအာဟာရဓာတ်တွေရရှိစေပါတယ်။